မနက်4 နာရီအိပ်အားထားပြီပေါ့နော်ဒီနေ့မောင်လေးတွေလာမှမလို့သူတို့ကိုဟင်းနေချက်ကျွေးဖို့အတွက်စောစောထားတာဖြစ်တာပါဝတ်သားဟင်းချက်ဖို့အတွက်ဝတ်သားတွေကိုစေးကြောပြီးတော့ပြင်ဆင်ထားတဲ့အချိန်မှာအသေးပဲသီးချွေညာပေါ့နော်သူတို့မြန်မာထမင်းဟင်းလေးကောင်းကောင်းလေးစားအောင်ဆိုပြီးတော့ထားချက်တာမတွေ့ရတယ်တစ်နှစ်နီးပါးတစ်နှစ်ကျော်လောက်ရှိနေပြီဆိုတော့လေဝတ်သားဟင်းဝတ်တနီချက်စားခြင်းနဲ့ဆိုတော့ပေါ့နော်ဝတ်သားတွေကိုကင်လာတာပါဒါမမပြူနိုးလာပါပြီမမပြူနိုးပြီးတော့အမသူဖုန်းလေးခဏပြရင်လည်းဟင်းဆက်ချက်ပါတယ်ဟင်းကများတော့ဟိုတခါတည်းချက်လို့မရတော့ဥကသေးလို့လေလုံးပြီးတော့မှတခါပြန်ခွဲချက်ရပါတယ်ဒါလေးကတော့ဝတ်တနီချက်လေးရပါပြီမရသေးဘူးပေါ့နော်ချက်နေလို့နောက်ဆုံးမှာတော့ဝတ်တနီချက်မဖြစ်တဖြစ်ဒါမဲ့အရန်စားကောင်းတဲ့ဝတ်သားဟင်းလေးတစ်ခွက်တော့ရသွားပါပြီ Whispering pine မနက်စာတော့ကြက်သားမုတ်ဖတ်တော့ရယ်နေ့ကစားတော့သီးစုံချင်းဟင်းရယ်လက်ဖက်တော့ရယ်ငပိရယ်ဝတ်သားဟင်းရယ်နဲ့ချက်ထားပါတယ် moonlight spill ဒီလေးငယ်လေးကတော့ရောက်နေပါပြီရောက်ဖလေးအတွက်ကိုကြီးသူရကသဖေးလေးဖြော်နေပါတယ်တကယ်ချင်းကလည်းကိုတို့အိမ်ပြန်တော့မှမလို့ဆိုပြီးသူ့အိမ်ကိုလူကြုံဆေးလေးတွေထည့်ပေးခြင်းလို့ရောက်နေပါတယ်ဒီနေ့ကတော့မပြိုးကဧည့်သည်တွေများလို့တော်တော်ကြီးကိုပျော်နေပါတယ်လေးလေးရောက်လာပါပြီမမပြိုးကတော့သူ့လေးလေးဆွဲလို့လေးလေးရန်လို့ဝင်လာတဲ့မုံကိုကြည့်နေတော့သူကသဘောတွေကြားနေပါတယ်ပြီးတော့လေးလေးတွေနဲ့သူစော့ပါတယ်သူကတော့ဆရာမကြီးလုပ်ပြီးတော့ပေါ့နော်သူလေးလေးနဲ့သူတော်တော်အဆင်ပြေနေပါတယ်ဘာလဲသမီးရဲ့ကွာ ကျတာပတိလေ တော်သေးတယ်တနေ့မနေ ဟိုကြည့်လို့မဟုတ်ဘူး ကောက်လိုက်မယ် ဟေး ကျလာပြီပကော ဒီမှာပြောနေသူကလည်းသမီးကိုကြည့်အောင် ဒီကျလာပြီ နက်ကလည်းသူ့ကိုကြည့်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 သူ့ကိုကြည့်ကြည့်ရုပ်ကိုကြည့်ရုပ်ကိုကြည့်ပြုတ်လို့ကြည့်သမီးဒီလေးကိုကားပြလိုက်ပါက မိုင်း တမီးစားမယ်လေစားမယ်လေ ကောင်းတယ် ကောင်းကြ သူလည်းသားတော်ပြီနော် သမီးလေးသမီးဘာဖြစ်လို့တော့ no no အော်ဘူးတော့မတော်တော့ဘာလဲဘူးလို့ဆော့ ပြုတ်ပြုတ်ငကိုင်းကိုတော်ပြီးတော့ တော်ဟောလေးမိုင်းဝယ်ပြီလေဟောလေးဝယ်သွားလိုက်ဂျုံမုတ်လေးတွေ အော်အေး ရုပ်ဆက်တဲ့ဟာ သမီးဘာဖြစ်လို့လဲ ထမင်းနဲ့ဟင်းတွေလည်းကြက်ပြီးတဖေးတွေပါလည်းအကုန်ဖြော်ပြီးတဲ့ခါကျတော့ကိုရီမောင်နှမကြီးထမင်းစုစားကြပါတယ်ပေါ့နော်အမလက်ရအောင်အသက်ကုန်အားပေးကြပါတယ်ဒီလေးရန်ပြန်ပါပြီဒီလေးရန်ကပြန်မှာဘန်ကောက်နဲ့ဝေးတဲ့နေရာမှာဆိုတော့ဒီလေးရန်ကကားဂိတ်ကိုညနေ9 နာရီအပြီးပြန်ပါတယ် တာလို့ဒီလေးတက်တာလို့ဟိုမှာတက်တာလို့အမလေးငိုနေငိုနေအေးဒီလေးတက်တာလို့တက်တာလို့ ဖုန်းအားသမီးကိုအော်မဖို့ဒီဖုန်းထားခဲ့တယ် အေးထားရတယ်မောင်လေး လေးဆွဲလေးပြန်ပါပြီဘိုင်ဘိုင်